expert ကတည်းမြန်မာပြည်ရဲ့အခြေခံမူလကတ်မဟုတ်ဘူးဂျပန် expert ကလို့ပြောတာဖြစ်တဲ့အတွက်ကိုကနေပြီးတော့အမတို့ကသူတို့ရဲ့ဒါဂျပန်နေဆွဲထားတဲ့အခြေခံကတ်ပေါ့အဲ့ဒီဟာတွေကအမတို့ကချုပ်ရတာအဆင်ပြေလို့အမတို့ကဒါတွေကဒီနိုင်ငံမှာလောလောဆယ်လှဂျပန် expert ကတ်ဆိုပြီးဒီမှာယူသုံးနေကြတာတွေလည်းဟို line တွေပေါ်မှာမြင်ဘူးမှာပေါ့ဆိုတော့ယူသုံးတာဟုတ်တယ်တချို့အချက်အလက်တွေမှာအဆင်ပြေတယ်ဒါပေမဲ့သူတို့နိုင်ငံကအေးတာဖြစ်တဲ့အတွက်သူတို့ရဲ့အခြေခံသဘောတရားအရအေးတယ်သူတို့အမြဲတမ်းလေတောင်တွေဝတ်တယ်ဟဲ့လားကုတ်ပြီးဝတ်တယ်လေတောင်ဒီလိုလည်းပြီးပိတ်ပြီးပဲအေးတာပေါ့ဆိုတာဖြစ်တဲ့အတွက်သူတို့ရဲ့ level တွေကမူလ level တွေကသူကထောင်ထားတာသူတို့အတွက်ဒါကိုအမားတို့ကယူသုံးတာငါတို့နိုင်ငံနဲ့အတွက်ငါတို့လူမျိုးနဲ့အတွက်ဆိုရင်ငါတို့ကနည်းနည်းလေးပြန်ပြောင်းပြီးတော့ဘာဖြစ်လဲဆိုတော့ငါတို့တွေဗမာဝစ်ဆောင်ဒီကောင်ချုပ်တဲ့အခါမှာငါတို့ဗမာဝစ်ဆောင်ပြီးပြီးတော့ဒီလိုကြီးတွေထောင်းနေတယ်မျိုးကြိုက်လားကြိုက်လည်းဗမာဝစ်ဆောင်သဘောပေါက်ပဲနော် ready made ဆိုရင်တော့အဆင်မပြေဘူးနောက်တစ်ခုက level မှာလည်းအဲ့တိုင်းပဲသူတို့ရဲ့မူလကတ်ကသူတို့ရဲ့ level တွေထောင်းထားတယ်ဒါသူတို့အတွက်လုပ်ထားတယ်အဲ့ဒါကိုမှတော့ပြန်ပြင်ပြီးတော့ကိုဗမာအင်ကြီးအတွက်ပြန်သုံးပါဒါပေမဲ့အဲ့တော့အနှဲငယ်အပြောင်းလဲရှိတယ်အဲ့ဒါတွေကိုမှထပ်ပြောတာဒါကိုပြောချင်တာဟုတ်ကြ